7 minute အတွင်းမှာမြန်မာ traditional song တစ်လုံးကို blender နဲ့ဘယ်လိုမြန် orange လုပ်လို့ရလဲဆိုတာပြပေးမယ်ပေါ့နော်ကျူရီရဲ့ဒိုလေးမတင်တာလည်းကြာပါပြီဆိုတော့အဲ့ဒါလေးကိုတစ်ချက်ပြပေးမယ် okay let's go ကျွန်တော်အရင်ဆုံးဒီထဲ reference image ကျွန်တော်ထည့်ဖို့လိုတယ် reference image ကိုမူတည်ပြီးတော့ကျွန်တော်ဆွဲမှာဆိုတော့ okay reference image ထည့်လိုက်ပြီဟုတ်ပြီအဲ့တော့ဒီ reference image ကိုကျွန်တော်တို့အခုဆိုလို့ရှိရင်သူ့ရဲ့geometry point က center မှာရှိနေတယ်အဲ့တော့ကျွန်တော်တို့က base ကိုဒီကစားကိုရအောင်ရွှေ့ပေးလိုက်အဲ့တော့ဒီမှာတော့နည်းနည်းလေးအနည်းငယ်တော့လွဲမယ်ပေါ့နော်ဒီနေရာလေးဆိုတာအချိုက်နေပေါ့နော်ဒီအဓိက reference ရဲ့ perspective အရကျွန်တော်တို့ကဒါ from view side perspective မှာမှန်နေတဲ့အတွက်တကယ်တမ်းဆွဲလို့ရှိရင်အဲ့လိုမျိုးအချိုက်နေပါလာမှာအဲ့လိုတော့ဒီလိုခုံးနေရတယ်ပဲဖြစ်လာမှာပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့base ကိုကျွန်တော်တို့3 cursor နေရာမှာထားပြီးဆိုလို့ရှိရင်ကျွန်တော်တို့ single vertex တစ်ခုထည့်မယ်နော် single vertex ဒီမှာထည့်ပြီ okay အဲ့တော့ကောင်းနေအဲ့ဒါဆိုရင်ရပြီ single vertex ရပြီအဲ့တော့ single vertex ကိုကျွန်တော် object move ကနေပြီးတော့ edit move ပြောင်းပြီးတော့ကျွန်တော် execute ထုတ်သွားမှာ execute ထုတ်မယ် execute ထုတ်မယ် execute ထုတ်မှာတော့ခုနကကျွန်တော်ပြောသလိုပဲဒီနေရာတွေမှာတော့ကျွန်တော်တို့ခုံးမယ်ချိုက်မယ်ဒါမျိုးတွေရှိတာပေါ့နော်ဒါပေမဲ့ဒီအဓိကဒီ perspective လွဲနေတဲ့အတွက်ကြောင့်ဒီနေရာလေးမှာတော့ကျွန်တော်ချိုက်ရမယ်အပိုင်းလေးရှိတာပေါ့နော်တော့ဒီ vertex သွားနေတဲ့ line တိုင်းကိုပဲကျွန်တော်ယူတာဖြစ်တဲ့အတွက်တချို့နေရာတွေမှာနည်းနည်းလေးတော့လွဲဟာတာလေးရှိမှာပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါတွေကတော့ finalize လုပ်ပြီးသွားတဲ့အချိန်မှာပြန်ပြင်လို့တော့ရတယ်အဲ့တော့ဒီထက်ပိုပြီးတော့အစတွေကတေးကြခြင်းနဲ့ဆိုလို့ရှိရင်တော့တခြား method တစ်ခုနဲ့ဆွဲလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်အလွယ်ဆုံးနဲ့အမြန်ဆုံးပြတာပေါ့နော်အဲ့တော့ဒီ technique နဲ့တခြား modeling တွေကိုဘယ်လိုဆွဲလို့ရလဲဆိုတာထပ်ပြီးတော့ကိုသုံးချနိုင်တယ်လို့မျိုးသွားလို့ရတယ်ဒီဟာကိုသုံးပြီးတော့ကျွန်တော်တို့တခြားဘယ်လိုမျိုး modeling တွေထပ်ပြီးတော့ထွင်လို့ရလဲဆိုတာလုံရင်းနဲ့ကျွန်တော်သိသွားလိုက်ပါမယ်เนาะအဲ့တော့အရင်ယူရှင်နဲ့လွယ်ကူတယ်ဒီမှာပါတဲ့အဓိက texture range တွေကြာရင်တော့ကျွန်တော်တို့ကြိုတင်ပြင်ဆင်ရမယ့်အားလေးတွေရှိရပါတော့ဒီထဲမှာထည့်မဲ့ texture တွေ keynote တွေshape တွေအဲ့ဒါတွေကိုတော့ပို့ကြိုပြီးတော့ပြင်ဆင်ရမှာပေါ့နော်ဒါတော့ကျွန်တော်ကတော့အမြန်ဆိုတဲ့ဟာကိုပြချင်တာဖြစ်တဲ့အတွက်ဒီ texture တွေဘာလို့မပါတော့ဘူးเนาะအဓိကပြီးတော့ဆိုရင်ကျွန်တော်တို့ reference ကိုခုနပိတ်ထား okay ဒီကောင်ကျွန်တော်တို့ object ကိုပြန်ပြောင်းသွားရင် modifier တွေက generator screw ဆိုရအောင်နှိပ်လိုက်မယ်နော် okay အဲ့တော့ကျွန်တော်တို့ဒီ base ကတကယ်တမ်းအပြင်သူ perspective ရဆိုဒီကောင်ကဒီပြင်ကြီးဖြစ်ကောင်ပါနော်ကျွန်တော်တို့ reference ညောင်း reference ပုံညောင်းလို့ဖြစ်သွားတာအဲ့တော့ဒီထိပ်ပိုင်းတွေမှာကျွန်တော်နည်းနည်းလေးပြန်ပြင်ရရှိတယ်အဲ့တော့ဘာလဲဆိုတော့ overlap ဖြစ်သွားတာပေါ့နော် overlapping ဖြစ်သွားတာလေးပိတ်ထား။ဘာလို့ဒီ line ကိုဟိုဘက်ကိုကြော်သွားတဲ့အတွက်သူကအချမ်းကိုပဲယူတာပေါ့နော်။အဓိကဒီ center line ကြော်သွားလို့သူကအဲ့ဒါ overlap ပုံစံမျိုးဖြစ်သွားတာ။အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ကလှုပ်ချင်တယ်ဆိုရင်ဒီလိုမျိုးလုပ်။ဒါဆိုရင်ရ။နော်။ဒါဆိုရင်ရ။ဟုတ်ပြီနော်။ Okay အဲ့ဒါဆိုကျွန်တော်အနေငယ်ဒါလေးပြန်ပြင်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီကောင်လေးကို0ထားလိုက်နော်
ဆိုရင်ပြင်ကြီးဖြစ်သွားတယ်โอเคဆိုရင်ရပြီဆိုရင်ကျွန်တော်တို့ဒီကောင်ကို blind ပေးလိုက်မယ်အဲ့တော့သူဟိုဟာတွေကဒီ poly တွေက smoke မဖြစ်နေသေးဘူးเนาะသူ surface ဟိုဟာတွေ smoke မဖြစ်နေအဲ့တော့ကျွန်တော်တို့က certification ပေးလိုက်မယ်ဒီကောင် slap ပေး certification ပေးလိုက် certification ပေးတာကတော့ဒီfake poly ကောင်းလုပ်လိုက်တဲ့သဘောတရားပဲပေါ့နော်ဒီမှာကျွန်တော် level viewport ကို level 2လောက်ထားပေးလိုက်လို့ဆိုရင်တော့ဒါဆိုရင်ဒီမှာကျွန်တော်မြင်နေရတယ်ဗျသူ့ကိုကျွန်တော် on လုပ်ကြည့်လိုက်နော်မကြည့်ဒါ original shape ပေါ့နော်အမှအဲ့လို down နေဖြစ်နေတာတော့ smooth ဖြစ်မနေဘူးအဲ့တော့သူကဒီကောင် apply ပေးလိုက်လို့ရှိရင်ဒီတက်ပို့ပြီးတော့ wire ရ frame ရ smooth ဖြစ်သွားမှာပေါ့နော် okay ဒါဆိုရင်ကျွန်တော်အမြန်ဆုံးလေးနဲ့ modeling ဆုံး modeling တခုရပြီเนาะအဲ့မှာကျွန်တော်တို့ line တွေထပ်ပြင်တာတို့ဘာတို့တွေကျွန်တော်ထပ်ပြီးတော့လုပ်လို့ရသေးတယ်เนาะအသေးစိတ်ပြန်ချိန်တာတို့ဘာလို့လုပ်လို့ရတယ်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ကအောက်ကိုနည်းနည်းလေးချဒါဆိုရင်လုံးလုံးလေးဖြစ်သွားပါเนาะအဲ့တော့တချို့ဟိုဟာတွေမှာကျွန်တော်တို့ဒီ look at လေးတွေလိုက်ထည့်ရတာရှိတယ်လိုက်ထည့်ရတာရှိတယ်။ချိုးရလေးဆိုလို့ချင်းခွက်ချင်တဲ့နေရာလေးရှိမယ်။ဒါလေးဆိုရင်ကျွန်တော်တို့ slap off ပေးဒီကောင် slap ပေးပြီးအောက်ကိုနည်းနည်းလေးချပေးလိုက်။အဲဆိုရင်ခွက်တဲ့ပုံစံလေးဖြစ်သွားတယ်။ကြည့်လိုက်နော်။ခွက်သွားတယ်။အဲ့လိုမျိုးလေးပေါ့နော်။အော်ဒီမှာလည်းအဲ့လိုပဲဒီတဲက look at လေးထည့် look at တစ် line တော့ဒီတဲကိုပြစ်ထည့်လိုက်။ပြီးတော့အဲ့ဒါလေးအောက်ကိုစီဝင်ကိုတိုင်းကိုအောက်နည်းနည်းလေးချပေးလိုက်။ GC okay အဲ့ဒါဆိုခွက်လေးဖြစ်သွားပြီ okay အဲ့တော့အလွယ်ဆုံးအမြန်ဆုံးနည်းနဲ့ကျွန်တော်တို့ရှုံးတခြားလေးတစ်ခုထည့်လိုက် okay နော်ဒါတော့ yes ကျွန်တော်7မိနစ်နဲ့အမြန်ဆုံးဆုံးတလုံးရပါပြီ